My name is Dr. Yuyumi. My clinic is at my home. The patient come to me for cough more than 3 weeks, persistent cough. 20 to 30 patients come every day. They need my help. They took my medicine and they subside from the illnesses. IB ပဲရှိတယ်။ကျွန်မဗော်လန်တီယာလုပ်နေတာ2009ခုနှစ်ကစတင်လုပ်ခဲ့ပါတယ်။အခုကျွန်မ TV ဆေးတောက်နေတဲ့လူတွေကိုကြည့်ပေးတာ9ယောက်ရှိပါတယ်။ Volunteers are very helpful to me. They search the patients in the villages and nearby. ကျွန်တော်တို့အဲ့လိုသွားမယ်တိုင်စီသွားပြီးတော့ပညာပေးဟောပြောပွဲလေးလုပ်ပါတယ်။ TV ယောဂလေတွေကနေကုတဲ့ယောဂဘာမှရှက်စရာမလိုဘူး။ဒါကုလိုက်ရင်ကောင်းသွားမယ်ယောဂဆိုပြီးပြောပြတယ်။ဆရာမကြီးစီကပညာတွေဟောသင်လို့ရတယ်။ဒီဆေးထုတ်ရတာတွေဆေးယူရတာတွေနောက်ဆေးလုံးဘယ်နှလုံးတိုက်ရတာတွေအကုန်လုံးသိပါတယ်။ I'm very glad to see these patients. I want to work for my patients and for human beings.